ကျွန်တော်လိုင်းမောင်မတက်တာကြာကြီးဗျာကျွန်တော်အခုမှဒီမအားလို့အခုမှလောက်ကပြန်လမ်းအတွက်ဦးဆောင်လုပ်နေရကျွန်တော်တို့ရွာဘက်ဒီကွန်ကရစ်လမ်းတွေခင်းနေရောလေအားကြောင့်မို့ကျွန်တော်မအားလို့အခုမှအား4 ရက်2 လပိုင်း2026ဗုဒ္ဓဦးနေ့အတွက်ပေါ့နော်မနက်ကကျွန်တော်အမှစနစ်တော့ကိုပြီးရခင်ဗျာအမှ6နှစ်ရ35ရ44ရ99 80ခုနှစ်ကူထွက်သွားတယ်နော်အမှကူထွက်သွားပါတယ်မနက်ကကျွန်တော်30ရက်ပြီး30ညနေမှထွက်သွားအဲ့မှာကြည့်ပဲနော်ကျွန်တော်ထဲကိုနော်4 လပိုင်း4 ရက်2 လ2026ဗုဒ္ဓဦးနေ့စနစ်သမီးနှစ်အတွက်တဲ့ကျွန်တော်ပရိတ်ချုပ်တာတိပရိနဲ့ရှစ်ပရိရရပေါ့နော်ဒီ80တက်ခွန်6နှစ်99 44 35အဲ့ဒါတွေကတော့ခင်ဗျပေါက်200ကာထိုးပေါ်များထိုးစရာလေး10တို့2 9တို့4ခွန်တို့5 6တို့3 8တို့ကာထိုးလိုက်ကျွန်တော်အကြိုက်ဆုံးအမှမိန်တင်ထားတယ်အကြိုက်ဆုံးကခင်ဗျားတို့ကြည့်တော့အိုးထိုးမထွက်ကြိုက်လို့ပြောခင်ဗျားတို့ဘာပတ်စံမှလည်းမတောင်းဘူးဘာပေါက်ပေးလည်းမဟုတ်ဘာလည်းမခေါ်ဘူးအမှ4ခွန်3 8မနခင်းပြောကိုနော်စနစ်သမီးတို့ကို4ခွန်3 8ကိုတင်ထိုးဒုတိယနှစ်9နဲ့နှစ်6ကိုထိုးရှစ်တိပရိတ်ကြိုက်နေကျွန်တော်တိပရိတ်ပူကြိုက်တယ်ခွန်ပိတ်ကပူပြီးအားလာတယ်ခွန်ပိတ်ရှစ်ကလည်းလာအောင်မှာအားကြောင့်4ခွန်နဲ့3 8ကိုကျွန်တော်အဓိကမိန်ကြိုက်ဆုံးပေါ့ဗျာကျွန်တော်လည်းထိုးတယ်မြက်ပြလည်းပတ်စံလည်းမတောင်းဘူးခင်ဗျားတို့စီနာနေပြီးတာခွန်ပိတ်အားတာတယ်ကျွန်တော်4ခွန်ထိုးကြမနှက်ပြန်4ခွန်ကျွန်တော်အားကြိုက်တယ်မနှက်ပြန်မနှက်မလာညနေခွန်မဲဗျာခွန်မဲခင်ဗျားတို့ချီရမှာခွန်မွေးကနန်းကိုစာတို့ထိုးအခုဒီနေ့အင်္ဂါမနှက်ပြန်ဗုဒ္ဓဦးကြာတော်လေးတောက်ကြ6ကျင်းပြီးခင်ဗျားဟိုင်4နဲ့ပဲခင်ဗျားတို့အကြိုက်ထိုးအားစရာမလိုဘူး4နဲ့42ဒီအကြိုက်ဆုံးကျွန်တော်မိန်မွေးကနန်းကျန်တဲ့4ပြည့်ရ4 3ရ4 5ရအရန်4နှစ်ကို1000ဘိုးထိုးရင်4ပြည့်4 3 4 5 900ဘိုးထိုးပေါ့ပြန်စရာမလိုဘူးအမွေးကနန်းကျွန်တော်ညီကို30ဒီနေ့ဆိုညီကို30နဲ့ပြီးသွားရနော်အဲ့ညီကိုကတပတ်တွင်လာရင်ခင်ဗျာ2ကြိမ်3ကြိမ်ပဲ4 3 4 5အညီကိုခင်ဗျားတို့အပိုင်နဲ့အများမြင်အများတီးအောင်ကျွန်တော် share ပေးကြပါဦးနော်ကျွန်တော်ကို subscribe ကလေးမလုပ်ရတဲ့လူတွေလုပ်ပေးကြပါကျွန်တော်လူရောက်50ပြည့်အားနဲ့ကျွန်တော် like လွှင့်ပြီးတော့ site တွေကိုကျွန်တော်အကုန်ပြပါမယ်ကျွန်တော်တိတမြတက်တမြ site တွေကိုအကုန်ပြပါမယ်တင်စရာမြင်စရာကြားစရာများအားလုံးလေးစားလျက်ကျွန်တော်ဒီ view ပေါ်မှာမဟုတ်တာမလုပ်ပါဘူးကျွန်တော် member ကြီးလည်းမခေါ်ဘူးပေါက်ပေးလည်းမတောင်းပါဘူးကျွန်တော်သူများအများတကာပေါအောင်လို့မပြည်လီတဲ့ဒီလိုအစအရာကြက်တဲနေတဲ့ခကြီးရဲမှာအကုန်လုံးပြည်လည်မှုလေးတွေရအောင်လို့ကျွန်တော်စီနာနဲ့နေ့မအိတ်ညမအိတ်ဖြစ်နေကျွန်တော်ကြိုးစားပြီးတန်းလေးချပြီးတင်ပေးတာပါကျွန်တော်ကိုအားပေးကြပါ like subscribe ကလေးလုပ်ပေးကြပါဦးเนาะအမျိုးတွေเนาะကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ